တော်မြတ်သူရဲ့သမီးချမ်းမြေသူဟာချစ်ချုပ်တရားဝင်သမီးလေးဖြစ်သွားပါပြီအေးပါနောက်တဲ့သမီးတွေလည်းတစ်ခါပြီးတော့မှရောက်လာမယ်ဆိုရင်ညီမတွေထိုင်ရမှာဒီအလုပ်ကိုဆက်လုပ်ရတဲ့နေရာဘာမှမဖြစ်ချင်တာဆိုရင်စိတ်ကလေးရရှိရပါတော့အဲဒီမှာမမရကောင်းပါလို့ပြည့်တယ်ဒါဆိုရင်ဒီနေ့ရမှာဘာမှသိရှိရမှာလေဆိုတော့ဒီရစိတ်ကလေးငယ်ပါတော့ဒီနေ့အဲ့ဒီလေးကရောက်လာတဲ့တော့လည်းအရင်ပြောတယ်ဒီလည်းပို့ပြီးဒီမှာမှလည်းဒီလည်းကြည့်တယ်ပါမယ်ဒီလည်းဘာမှအလုပ်ကိုပြီးပြအောင်အဲ့ဒါနော်ဒီနောက်လာမယ်ညီမတွေကိုလည်းချစ်ချစ်ခင်ခင်နဲ့စီစံလေးနေနဲ့လူချိုးစားကြတယ်သူအောင်နေကြတယ်သူတုံးကြတယ်သူတုံးရမယ်သူကြတယ်မြတ်သူအခုအသက်38နှစ်မှာမြတ်သူဖြစ်ချင်တဲ့စိတ်ဆန္ဒတွေအတိုင်းပေါ့နော်တဖြည်းဖြည်းချင်းအကောင့်တွေပေါ်နေတာလေးကိုဒါလက်ခံပေးတဲ့အမျိုးသားရောဒါမမကြီးရောအမျိုးတွေရောပေါ့နော်အကုန်လုံးပေါ့ပြီးနောက်တစ်ခါကျတော့ကိုကအလုပ်ရှင်ကောင်းဖြစ်ချင်ပေမဲ့လည်းကိုဒီမှာရှိနေတဲ့ကလေးတွေကလည်းဒါဝန်ထမ်းကောင်းဖြစ်မှသာဒီလိုမျိုးအနှောင်းနှစ်ဖက်အဆင်ပြေမှာပေါ့ဆိုတော့ဒါသူတို့တော်လို့သူတို့ရတာထပ်ပြီးတော့တော်တယ်ထပ်ပြီးတော့တိတက်တဲ့ကလေးရှင်လည်းမျိုးသူဒီလိုပဲအမြဲတမ်းဒီလိုလုပ်ပေးဖြစ်မှာပေါ့နော်ဆိုတော့ဒါပထမဦးဆုံးတစ်ယောက်တော့ဆောင်းဝတ်အောင်သွားပြီပေါ့ဒါသမီးလေးတစ်ယောက်ထည့်ရတယ်ဟုတ်သမီးရအောင်ဆိုတဲ့အခါမှာကိုတစ်ယောက်ကဒါချိုးဘက်ကရောဒါမမေတို့တောင်းပေါ်နေပြီလားစရက်ကြရမမလို့ပဲခေါ်တာဟုတ်ဒီနေ့ဒီချိန်မှာချိုးဘက်ကလာခန်းစားချက်လေးလည်းပြောလို့မိရပြရတယ်ပြောပါလေပြောပါလေရန်လည်းဝမ်းသာပါရန်လည်းစိတ်ကူမြတ်သူအလုံးနိုင်ဆိုင်ဝင်တန်းလေးလုပ်ခဲ့ဘူးတယ်ခဏဆိုင်ဝင်တန်းလေးလုပ်ခဲ့ဘူးတယ်မြတ်သူတို့လည်းဒီလိုပဲဖြတ်တန်းလာတဲ့အချိန်မှာကိုဘလောက်ကောင်းအောင်လုပ်ပေးအမြင့်ပြည့်မြင်တတ်တဲ့မန်နေဂျာတွေရဲ့လက်အောက်မှာတတိရှိရောက်လို့ရှိရင်တမျိုးခုနောက်ကမှတမျိုးဆက်ဆံခံရတဲ့ဟာတွေကိုလည်းမြတ်သူတို့ကြုံခဲ့ဘူးတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ငါသာအိမ်မက်တွေကြီးမှဖြစ်ရပေါ့ငါသာလုပ်ငန်းရှင်ဖြစ်လာငါအဲ့လိုမျိုးဘယ်တော့မှမဖြစ်စေရဘူးဆိုတဲ့စိတ်မျိုးပေါ့နော်ဆိုတော့အဲ့စိတ်လဲထားတဲ့အပြင်ကိုနောက်တစ်ခုကကျတော့ဒါတရားသဘောနဲ့ကြည့်လို့ရှိရင်လည်းတပွားစာအတွက်ဒါလူတွေမမောနေနဲ့တန်တရားနဲ့တွက်လိုက်လို့ရှိရင်ဒါတွေမမောစရာဘာမှမရှိဘူးရေစက်ရှိလို့ကြုံရဆုံရတဲ့သူတွေလူပေါင်းအများကြီးတည်းမှာကိုနေရေစက်ရှိလို့ရောက်လာတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကလေးတွေကတော့ sorry လုံးနဲ့ရောက်လာတယ်ဆိုတော့မြတ်သူပြောဖြစ်တယ်ဝန်ထမ်းနေပြီးသားမျိုးဖြစ်အောင်စူးစမ်းတကယ်သူတို့စူးစမ်းရရင်သူတို့နဲ့ထိုက်တန်နဲ့သူတို့ဘဝအာမခံချက်ရအောင်လုပ်ပေးမယ်ဆိုရင်မြတ်သူအရင်တော့လည်းပြောခဲ့ဘူးဖြစ်ခဲ့ဘူးလေအဲ့တော့အဲ့ဒီအချိန်မှာလည်းတချို့ရဲ့အမြင်ကတော့ခိုင်းကောင်းအောင်ပေါ့နော်ခိုင်းကောင်းအောင်ပြောတာဘယ်သူကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးပေးမှလဲဆိုပြီးတော့မှဒါထင်ခဲ့ကြရရှိရမြင်ခဲ့ကြရရှိရဒါလူတိုင်းကဒီလိုမတွေးဘူးပေါ့နော်ဆိုတော့မြတ်သူအသက်38နှစ်မှာတွေးတဲ့အတွေးမျိုးနဲ့ထပ်တူကြပြီးတော့တွေးနိုင်တဲ့သူတွေကလည်းမုဒိတာပွားပြီးတော့မှကိုယ်နဲ့ထပ်တူဝမ်းသာပေးကြတယ်သူတို့ကုသိုလ်ယူပေးကြတယ်ကိုနဲ့အတွေးမတူတဲ့လူတွေကလည်းသူတို့အတွေးနဲ့ပေါ့နော်သူတို့အတွေးတွေအတိုင်းသူတို့ရေးကြမယ်ပြောကြမယ်ဒါကဘာမှပြောစရာမရှိဘူးဒါပေမဲ့တကယ်ကိုဘေးနားမှာနေနေတဲ့ကလေးတွေကိုစိတ်ကိုပြီးဖို့ပိုရေးကြည့်တယ်အဲ့တော့အခုဒီဟာဆိုလို့ရှိရင်လည်းလွယ်လွယ်ကူကူနေသူတို့ကရောက်လာတဲ့များတာငွေစားတာမဟုတ်ဘူးစောင့်ကြည့်သေးတယ်ကိုတက်မှုထားကြည့်တယ်တချို့ကျတော့မြစ်တာပေးတယ်ဒါပေမဲ့မြစ်တာကိုစော်ကားတာရှိတယ်ကိုကကောင်းပေးပေမဲ့လည်းတာမိတ်ထင်လို့သွားကြတာရှိတယ်ပြီးကိုပြောခဲ့တဲ့စကားတွေကိုသူတို့ကလေလို့ထင်ကြရရှိတယ်ဆိုတော့အဲ့လိုလူမျိုးတွေကိုလက်လွတ်လိုက်ရလို့လည်းကိုတော့ကဘာမှမဖြစ်ဘူးရှိနေတဲ့အချိန်မှာကိုပေါ်ကောင်းရင်ကောင်းပေးမယ်ရာအလုံးမှာမြတ်သူကရှိသမျှလူတိုင်းကိုလည်းမြတ်သူမကူညီပေးနိုင်မထောက်ပံ့ပေးနိုင်ဘူးမြတ်သူရဲ့ရွေချက်ကသာသနာကိုထောက်ပံ့မယ်ကိုယ်ဝင်းဝိုင်းမှာရှိတဲ့သူတွေကိုထောက်ပံ့ပေးမယ်ကိုလည်းတိုးတက်အောင်ကြိုးစားမယ်ကိုနဲ့အတူဒီအလုပ်တွေကိုလုပ်ပေးတဲ့ရဲဘော်ရဲဘက်တွေလည်းသူတို့တွေအတွက်လည်းအာမခံချက်ရှိတဲ့ဘဝတွေဖြစ်ရမယ်ဒီလိုရွေချက်မျိုးပေါ့နော်ဆိုတော့ဒါကမြတ်သူပြောတာကသူတို့ပိုသိပါတယ်ဘယ်လိုပြောရမလဲအဲ့ဒါကြတော့လေတယောက်ချင်းစီကိုတစ်ခုချင်းစီလိုက်ရှင်းပြနေဖို့တော့ခက်ပါတယ်မြတ်သူညီမကမြတ်သူလိုစိတ်မျိုးပဲဘာမှကိုမလို့ခြင်းတဲ့သူမျိုးမြတ်သူညီမတွေကလေဆိုတော့ကိုကနေပြီးထောက်ပံ့ပေးခြင်းပါတယ်ဆိုရင်တော့မှပဲသူအားသူပို့ပြီးတော့ပဲသူကသူနေခြင်းတဲ့သူ social media မှာကိုနဲ့တွဲပြီးတော့တိတ်ပြီးတော့မနေခြင်းတဲ့သူမျိုးပေါ့သူရဲ့စိတ်ကကြတော့သူ့ကိုနဲ့တွဲတီးလို့ရှိရင်သူနေရထိုင်ရခြင်းချက်တယ်သူကသူဆိုရင်သူကသူသွားချင်လို့သွားလို့ရတယ်ပြီးနောက်တစ်ခုကကြတော့သူကစနေသမီးကိုမှတော်တော်မဟုတ်မခံဆိုတော့ကိုကသာလူညာသမားမဟုတ်လို့တချို့စကားတွေဆိုရင်ကိုကတိခံမိမယ်သူကလုံးဝတိမခံနိုင်တဲ့သူမျိုးတွေမှာပါတယ်ဆိုတော့သူ့ဘဝလေးနဲ့သူလွတ်လပ်နေအောင်မဲ့ကိုကထားပေးလိုက်တာပေါ့နော်ဆိုတော့တကယ်တမ်းညီမတွေဖြစ်တဲ့အတွက်ကြောင့်အရေးကြီးလာတယ်ဆိုလို့ရှိရင်တော့ဒါကိုကလုပ်ပေးရမှာပဲကိုညီမလေးကမတောင်းဆိုဘူးဆိုလည်းကိုဖြည့်ဆည်းပေးရမှာပဲ
ချို့ရဲ့ဘဝမှာလေဒါမားတို့အိမ်ရောက်လာတဲ့အချိန်ကစပြီးတော့ဒါဒီနေ့မှာကိုဒါတမီးတွေလည်းဒါဝေစားခံလိုက်ရတယ်ဒီချိန်မှာမားရဲ့မြစ်တာတွေအဲ့ဒီနေနဲ့ပါကိုဘလောက်တောင်မှခံစားမှုတွေရှိနေပေါ့ ဒီအကြီးကြီးမိသားရဲ့အချိန်မှာမဟုတ်ပါဘူး။ဆိုင်ရဒီလိုကိုစတာဝင်ရတာဘာနဲ့မှအကုန်လုံးပေါ့ညီမတို့ခေါ်တော့အကုန်လုံးတန်းဒီကိုဆိုတယ်အကုန်လုံးဆုံးမရဲတင်ပြီးရပေါ့နော်။အကုန်လုံးကိုညီမလိုပါလေ။အဲ့ဒီကမိသားခံစားရတယ်ဒီနေ့ကောင်းတာမဟုတ်ပဲဒီလိုဖြည့်လို့ရှင်းဖြည့်စီးပြည့်နေပါ ဒီနေ့ဒါမာ surprise တိုက်တဲ့ပစ္စည်းလေးလည်းပြပြီးပါစင်ကစင်တာ ဒီစိတ်ပါဘုဆိုင်ရေးဆိုတော့အဲ့ဒီ သမီးမဖြစ်ခင်တော့ရမှာပဲအဲ့လိုတခြားကလေးတွေကိုလည်းကိုမြတ်တာရှိတယ်ဆိုရင်ပေးရပဲအဲ့လိုလက်စွပ်တွေပေးလိုက်ငကတ်တွေပေးလိုက်အဲ့လိုပေါ့နော်ပေးလိုက်ရလို့မနှမျောကိုဝင်ချစ်တာကိုတီးပြီးတန်မိုးထားရင်ကိုကျင့်တတ်တာဒါပေမဲ့သူကြတော့မြတ်တာပဲလို့ခြင်းနဲ့ပေးစမှုကိုပဲလို့ခြင်းနဲ့သူတို့ဘက်ကပြန်ပြီးတော့တည်တတ်မှုတွေတို့မရှိကြဘူးပေါ့နော်ဆိုတော့ပေးခဲ့တဲ့ဟာတိုင်းအတွက်ကမြို့သူကလိပ်ပြလုံးနဲ့မြို့သူတို့ကပျော်ရွှင်ကျင်းနေပြီးသွားပြီဘာမှမမျော်လင့်ထားတဲ့အတွက်ကြောင့်သူတို့စီကဘာမှပြန်ရဖို့မရှိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဒီလုပ်ငန်းတွေလုပ်တဲ့အချိန်မှာကိုတယောက်တည်းလုပ်လို့မရဘူးရှေ့ကနေပြီးတော့ကိုကခေါင်းဆောင်တယောက်အနေနဲ့သွားမယ်ဆိုရင်ကိုနောက်ကနေကိုနဲ့အတူတူစုပ်တူကောင်းပတ်လိုက်ပြီးတော့မှအပြင်ပန်းခံပြီးလိုက်လုပ်ပေးနိုင်တဲ့ရဲဘော်ရဲဘန်တက်လေတဲ့စီတခီးရဲသွားနိုင်တဲ့သူမျိုးတွေလို့ရတယ်အဲ့လိုမျိုးတွေရှိလာပြီးတော့ခါလဲထိုက်ထိုက်တန်တန်ကိုသူတို့တွေရဲ့အာမခံဆိုင်တွေအတွက်လုပ်ပေးရမယ်ဒါမျိုးလုပ်ပေးမှလည်းကလေးတွေကပို့ပြီးစူးစမ်းချင်မှာပေါ့နော်အချိန်နဲ့လားစာလေးရတယ်ဒီလောက်ကထွက်သွားတဲ့အချိန်မှာဘာမှပိုင်ဆိုင်မှုမရှိဘူးဆိုတဲ့ဟာမျိုးချက်ကိုတခြားလူတွေမှာလည်းသူမသိပါဘူး။ဒါပေမဲ့သူရဲ့လုပ်ငန်းခွင်မှာတော့တကယ်သာစူးစမ်းပြီးစူးစမ်းမှုနဲ့ထိုက်တန်တဲ့အာမခံချက်မျိုးမျိုးသူဘက်ကပေးနိုင်တယ်။ပြီးတော့လို့ရှိရင်မျိုးသူတို့ကဒါရှိနေရှိမှရင်တချို့ဆိုပြီးတော့လေရှိနေရှိမှရင်စာချုပ်ချုပ်တာကတရားမှုဝင်မှုဆိုတော့မျိုးသူတို့ကတကယ်မှတ်တမ်းရုံးမှာကိုတွားပြီးတော့မှကိုဒါ registration တွင်းပြီးတော့ကိုစာချုပ်စာတမ်းကိစ္စတွေဆက်ပြီး run မဲ့ကိစ္စတွေအပိုင်းတွေအများကြီးရှိပါသေးတယ်။တချို့တွေကြတော့လေဒီတိုင်းပဲပေါ့နော်စောက်ရှောက်လိုက်ရနေရပဲပေးဖို့လိုအပ်လို့လားဆိုတော့လိုအပ်ပါတယ်ကိုပေးမယ်လို့ပြောထားလို့ရှိရင်တကယ်ပေးဖို့လိုအပ်ပါတယ်ပေးတယ်ဆိုတော့တိမှလည်းသူတို့အနေနဲ့လည်းယုံကြည်မှာပေါ့နော်လေးနဲ့ပြောရင်လည်းသူများကိုလေးနဲ့ပြောထားရင်ကိုလည်းလေးပဲပြင်ရမှာပေါ့အဲ့တော့ကိုဘက်ကပေးမယ်လို့ပြောထားဘူးတဲ့ဟာတွေကိုတကယ်ပေးမယ်လူကျင်တာသူတို့ဘက်ကတည်တယ်မှုစူးစမ်းမှုနောက်တစ်ခုစူးစမ်းမှုစိတ်ရင်းကောင်းမှုပဲအဲ့သူစိတ်ရင်းမကောင်းတဲ့တွေမလို့ချင်ဘူးမနာလို့စိတ်ကြည်တယ်မလို့ချင်ဘူးကရုံးကြိုက်လို့တတ်တဲ့သူတွေရှေ့တင်ကောင်းတယ်နောက်ွယ်မှာဖားတတ်တဲ့လူမျိုးတွေအထက်ဘာအောက်ပြည်တွေမြသူကြုံနေရတယ်လို့လူမျိုးတွေမြသူလည်းမဖြစ်ချင်တယ်လို့မြသူလုပ်ငန်းခွင်မှာလည်းမရှိချင်ဘူးเนาะအဲ့ဒါကြောင့်အများနဲ့အဲ့ဒီစိတ်တွေကိုပဲမြသူအများနဲ့ဆန်းစစ်ပြီးတော့ကြည့်တယ်တင်လဲတင်ပြီးတဲ့စိတ်ကောင်းကောင်းထားဖို့ကိုတယောက်တည်းမဟုတ်ဘဲနဲ့ဒါမိသားစုလိုမျိုးတွေးတယ်ဆိုလို့ရှိရင်တကယ် family type ဆိုတာဒါမျိုးမှ family type လို့မြသူကတော့တတ်မှတ်တယ်ပေါ့နော်ဆိုတော့ဒါဒီအကုန်လုံးကိုမြသူအများနဲ့ပြောပေမဲ့လည်းရင်ထဲရောက်တဲ့သူမှတန်မိုးထားတတ်တာရင်ထဲမရောက်တဲ့သူတွေကြတော့လေသူတို့အတွေ့အကြုံမျိုးရှိမှာပေါ့နော်ဆိုတော့ဒါအတူတူနေကြတဲ့သူတွေကဘယ်သူကောင်းလဲဆိုတော့မြသူတို့လူချင်းဆိုတာကိုသိတာပေါ့မရှိပါဘူးကောင်းသလားလေဘယ်နည်းကောင်းလဲဆိုတာမြသူမှမသိနိုင်တာဒီနေ့နဲ့မနေ့ဖြစ်မြသူဘာမှမသိနိုင်အဲ့ဒီအတွက်ကြောင့်မလို့မြသူပေးချင်တဲ့သူတွေကိုပေးမယ်လို့ပြောထားတဲ့အတိုင်းမြသူဒီချိန်မှာရုတ်တရက်မရှိတော့ဘူးဆိုတာမြသူတို့ကနောက်ဆက်နေတာဘာမှမရှိဘူးမြသူပတိတွေကိုတီးပေးခဲ့နိုင်တယ်ဒီအားလုံးအကုန်လုံးပြီးသားကိုတော်တော်များများတင်ပေးထားတယ်သူကရောက်တဲ့အချိန်တုန်းကတော့တိတ်မသိဘူးပေါ့နော်အခုချိန်လေလိုအပ်တာလေးတွေတော့ရှိသေးတာပေါ့ရှိရဆိုပေမဲ့လည်းဒီလိုပဲလေ့လာရင်တင်ရင်းနဲ့ပေါ့တချို့ကျတော့တင်ပေးတယ်မကြိုးစားဘူးသူတို့ငဲတဲ့သူဆွေရောက်တဲ့ကလေးစင်ပြောတယ်ရိုးသားပေးကြိုးစားပေးရိုးသားတယ်ဆိုလို့ရှိရင်သူတို့တကူကအမားလို့ရင်တော့သူရိုးသားတယ်မတော်တဆဖြစ်သွားတာကြိုးစားတယ်ဆိုရင်သူကြိုးစားရှာတယ်ဆိုတာမျိုးပေါ့နော်ချို့ကျတော့ရိုးသားတယ်ဒါပေမဲ့မကြိုးစားဘူးဆိုရင်အလကားပဲကျိုးတော့ကြိုးစားရင်ရိုးသားကလေးကစစ်ဖြစ်နေတယ်အလကားပဲအဲ့တော့အဲ့နှစ်ချက်ပဲလို့ချင်တာအဲ့တော့အဲ့နှစ်ချက်စလုံးကခုချိန်ကြီးသူ့မှာပြည့်စုံတယ်အဲ့တော့လူတွေကပြောချတယ်နောက်တစ်ချိန်မှာကျေးဇူးကံသွားရင်ရောဆိုတော့သူလည်းနဲ့သူကံသူနဲ့မဆောင်သူဘက်ကပေးလိုက်ပြီးသွားပြီသူကဘာမှမမျှော်လင့်တဲ့အတွက်သူကသူစက်ကြောင်းအောင်သူကောင်းရင်လည်းသူဆန်ရမယ်သူမကောင်းရင်လည်းသူခံရမယ်မသူတို့ကဆုံးရှုံးနေတာမှဘာမှမရှိပါဘူးအိမ်ကလူတွေကဒီတကယ်ဒီလိုကိုလာဖို့ပဲအိမ်ကလူကဒီမှာလုံးခေါ်နေတောက်လျှောက်သွားတာသူတို့ကပြောလို့ညလှုပ်လျှောက်လိုက်တယ်ပြီးတော့ရေစက်ပါတော့ရောက်လာတယ်ရောက်လာချိန်မှာအိမ်ကလူတွေလည်းဝမ်းသာတယ်ပေါ့နော်ဒီဆုံးမတဲ့သူတွေလည်းဒီမှာနေရတယ်ပြီးတော့စိတ်ချရတယ်ပေါ့နော်။ပုံမှန်ရေမှာစိတ်ချရတယ်။ဒီလိုမှလုံးလို့ဆိုရင်ရတယ်ကွာ။ဒီနေ့လို့ဆိုရင်ဒီဘာလေးချင်းနေဟန်ပုံမှာကြားရတယ်။ဘာမှမရှိဆိုတော့စိတ်ချရဲဆိုပြီးတော့မှ
ပြောရပါတော့ပြီးတော့တူတူလေးကဒီရောက်မှကိုရွယ်လိမ္မာပါတယ်တူတက်သွားတယ်တက်တက်စီတက်သွားတယ်ကိုနေရပါတယ် အဲ့တော့ဒါမှဟိုဘောနော်ဘာဆိုခုဆိုရင်ဒါကိုနောက်ထပ်အမေပြောက်ရရဆိုတော့ချုံမေရရောဒါဘာနဲ့ပတ်သက်ပြီးတော့ခါလေးပြောလိုက်တာလေးရှိတယ် အင်္ဂလိပ်ကပပမဖန်ပပမဆိုရင်ရန်တော်ကြကြမှာအကုန်လုံးကလုံမှလည်းရန်တော်ကြတယ်စိတ်ကောင်းနေတာလည်းရှိရပါတော့ပြင်မာတွေ့တဲ့ခါကျတော့ပြင်ပြီးတော့မှပုံပြီးတော့ကြကြရတယ်အဲ့လို အမေကလည်းစိတ်ချသွားတယ်ချုံ ။ မေ ညဘိုးရဲ့စိတ်ချပြီးသား။ဒီမှာစိတ်ချပြီးသား အဲ့တော့လေးလေးမနေမယ်ကိုဘက်ကနေပြီးတော့မားလို့အတွက်တူဆိုပြီးတော့အားလေးကတိပေးချင်တယ်ဒါပိတ်သက်ရှိမှာကတိပေးပြီးပါအောင်ရဝင်လေး ။ဘာမှတမှုထိုင်နေတဲ့တမှုရှိရနေပါတယ်။ဘာမှဒီစရာတွေ့ရတဲ့ဉာဏ်လေးစူးစမ်းပါမယ်။ပြီးတော့ဉာဏ်ဘာမှထပ်ပြီးဝေးကြမယ်။ညီမတွေလည်းဒီလိုနေမယ်ဒီလိုစူးစမ်းကြမယ်လူကြမယ်တိုက်ကြမယ်နော်အဲ့လိုမျိုးပါနော် ကဲမားလည်းမှာပေးပါအောင်ကိုသမီးချူချူလေး လူဆိုတာတန်ဖိုးတိမှတန်ဖိုးရှိတာတဲ့အဲ့တော့မြတ်သူကအမြဲတမ်းသူတို့ကိုတန်ဖိုးထားပါတယ်တန်ဖိုးထားတဲ့အတိုင်းနဲ့ထိုက်ကြအောင်နေနိုင်တဲ့သူတွေဖြစ်စေချင်ပါတယ်နော်ပြီးတော့အခုဆိုလို့ရှိရင်ကြတော့ဒါကိုမှာဒါသမီးတယောက်ရှိပါတော့เนาะအဲ့တော့နောက်ထပ်သမီးတွေကိုလည်းပြောင်းနေနေပါတယ်